ဘိုးတယောက်ကမြေကြီးပေါ်ကရွှေစဲတွေကိုကောက်နေပါတယ်နောက်ဆုံးတစ်စဲကိုယာယူပြီးတဲ့အခါသူကလက်ထဲမှာဝတ်ထားတဲ့ကြောက်ခဲကိုတိတ်တစိကိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအရာရှိကသူ့ကိုပစ်တက်ဖို့အမိန့်ပြစ်လိုက်ပါတယ်အဘိုးဟာကြောက်ခဲကိုမြေမြုပ်မိုင်းရှိချက်ချင်းပစ်လိုက်လို့ပောက်ကွဲမှုဖြစ်သွားပါတယ်အရာရှိဟာထိတ်လန့်သွားပြီးသူ့စစ်သားတွေကိုရှေ့တဲ့ကိုပစ်ဖို့ပြောပါတယ်ဒါပေမဲ့မမျှော်လင့်တာထင်လာပါတယ်အဘိုးဟာတန်အိုးတလုံးကိုတုံးပြီးကြီးစံအားလုံးကိုကားကွဲလိုက်ပါတယ်ကပတိန်အမေရိကတော်မြင်ရင်ခမရကတော့တကယ်လူပဲဆိုပြီးအထင်ကြီးသွားမှာပါအဘိုးကိုတေးပြီးထင်တဲ့အရာရှိကပြစ်ခတ်မှုကိုရပ်ခိုင်းပြီးစစ်သားတယောက်ကိုတွားစစ်ခိုင်းပါတယ်ဒါပေမဲ့စစ်သားအနားမရောက်ခင်ပါပဲမြေမြုပ်မိုင်းတစ်ခုပွင့်ဖက်လာပြီးသူ့ကိုချက်ချင်းတေးစေခဲ့ပါတယ်အဲ့ဒီနောက်အရာရှိကဘေးနှစ်ဖက်ကနေစစ်သားနှစ်ယောက်ထပ်လွတ်ပြီးမဲ့3စက္ကန့်တော့မခံဘဲအသက်ခံလိုက်ရပြန်ပါတယ်သူ့လူတွေတေးတာကိုမြင်တော့အရာရှိဟာလမ်းရှင်းဖို့အတွက်အမျိုးသမီး3ဘက်2ယောက်ကိုရှေ့တိုးခိုင်းပါတယ်အဲ့ဒီချိန်မှာအဘိုးကတော့လွတ်အောင်ထွက်သွားပါပြီသူဟာအရန်ပင်ပန်းပြီးပျက်စီးနေတဲ့ကားတစ်စီးအောင်မှလဲလျောင်းနေပါတယ်သူဟာသူ့တန်ရာကိုခါးဘက်နဲ့စီးပြီးဘာဆေးမှမပါပဲကြည်စံကိုကိုယ်တိုင်ထုတ်ခဲ့ပါတယ်နာကျင်လို့သူတတိမေ့သွားခဲ့ပါတယ်ရန်သူစစ်သားတွေကရှာဖွေကြီးခွေးတွေနဲ့အတူသူ့အနားကိုချင်းကပ်လာပါတယ်အဘိုးဟာအတန်ကြားလို့နိုးလာပြီးရွှေတွေကိုချက်ချင်းသိမ့်ကားအောင်မှပြန်ပုံးနေပါတယ်စစ်သားတွေကသူ့ကိုမမြင်ပေမဲ့ခွေးတစ်ကောင်ကတော့သွေးနံကိုရသွားပါတယ်အဘိုးဟာရန်သူဂျစ်ကားအောက်ကိုတွားသွားပြီးစီတိုင်းကြီးကိုဓာတ်နဲ့လီးကသူ့ကိုယ်ပေါ်ကိုဓာစီတွေလောင်းချလိုက်ပါတယ်ဒါကသူ့ရဲ့သွေးနံကိုဖုံးနိုင်မယ်လို့ထင်ခဲ့ပေမဲ့မားသွားပါတယ်ခွေးကဓာစီနံကိုလည်းရပြီးဟောင်းပါတော့တယ်စစ်သားတွေကားကိုရပ်ပြီးရှားဖွေးကြပါတယ်အခွင့်ရေးရတော့အဘိုးဟာမျက်စိကိုပြေးပေမဲ့ခွေးကသူ့ကိုထက်တွေ့သွားပါတယ်စနိုက်ပါကသူ့ခြေထောက်ကိုပစ်လိုက်ပြီးအရာရှိကအရှင်ဖမ်းဖို့အော်ပြောပါတယ်ခွေးကလိုက်လာပေမဲ့အဘိုးဟာတီတီငင်းနဲ့ပဲမီးချစ်ပြီးသူ့ကိုယ်သူမီးရှို့လိုက်ပါတယ်ခွေးဟာကြောက်ပြီးရပ်သွားပါတယ်မီးလောင်နေတဲ့အဘိုးဟာမြစ်ထဲကိုခုန်ချလိုက်ပါတယ်စစ်သားတွေကသူ့ကိုပစ်ကြပေမဲ့သူရေထဲရောက်သွားပါတယ်တဲလာတဲ့ရွှေတွေလီးလန့်တာကြောင့်သူဟာရေအောက်ကိုနစ်မြုပ်ပျောက်ကွယ်သွားပါတယ်စစ်သားတွေကရေမကူးတတ်လို့လိုက်မလာနိုင်ကြပါဘူးမိနစ်ထိုးလိုက်ကြတော့အဘိုးဟာအသက်ရှူဖို့ရေပေါ်တက်လာပါတယ်ခေါင်းပေါ်လာတာနဲ့စနိုက်ပါကထပ်ပစ်လို့ရေထဲမှာသွေးတွေပြန်သွားပါတယ်အရာရှိကရွှေတွေကိုပြန်ဆယ်ဖို့ရေငုပ်သမားတယောက်လွှတ်လိုက်ပါတယ်ဒါပေမဲ့ရေငုပ်သမားရေအောက်ရောက်တဲ့အခါအဘိုးကလဲပင်ကိုလီးကအောက်ဆီဂျင်ကိုလူယူလိုက်ပါတယ်လေပေါ်ကစစ်သားတယောက်ကဓာတ်ကိုမြင်တော့ထိလန့်သွားပါတယ်ဒါတော့အရာရှိကလူတွေထန့်ငုတ်ခိုင်းပါလေဒါပေမဲ့20စက္ကန့်တော့မခံပဲရေတွေထက်ပြီးနီးရဲသွားပါတယ်တုံလုံးနေတဲ့စစ်သားတွေကနောက်ဆုတ်ကြပါတယ်ရှုပ်ထွေးဖြစ်နေတော့သူတို့တွေကတယောက်ကသူ့အဖော်ကပစ်ခတ်မှုကြောင့်မတော်စာထိဟန်သွားပါတယ်အဲ့ဒီနောက်စနိုက်ပါကစက်နေကြီးနဲ့ပြက်ပါတော့တယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အဘိုးဟာတေးဆုံးသွားတဲ့စစ်သားအလောင်းကိုဒိုင်းအဖြစ်တုံးကလွတ်မြောက်သွားပါတယ်အရာရှိကဓာတ်ကိုကြည့်ပြီးအံ့အားသွားပါတယ်အဲ့ဒီအချိန်မှာပဲအဘိုးရဲ့ခွေးလေးပြန်ရောက်လာတော့အရာရှိကအ